ကြက်မိုက်ခေတ်ကြီးထဲမှာကြက်မိုက်တွေကင်တာတော့မှန်ပါတယ်တခုတော့ပြောလိုက်မယ်ကွာကြက်မိုက်ကင်ပြီးတော့လူမမိုက်ဖို့တော့လူနော်ဒီကြက်မိုက်ခေတ်ရောက်တဲ့အချိန်မှာလူတွေအများစုကြက်သမားအများစုကဒီကြက်မိုက်တွေကိုပဲဦးစားပြီးကင်နေကြတယ်ခေတ်ကလည်းအခုကကြက်မိုက်ခေတ်ဖြစ်နေတယ်အဲ့တော့မလို့ဥပဒေတောင်တည်တဲ့အတိတစ်ခုပြောပြမယ်ကြက်မိုက်ကန်တော့ကြက်မိုက်နှစ်မျိုးရှိတယ်နှုတ်ရောက်ရှီရောက်ကြက်မိုက်တစ်မျိုးနော်နောက်ခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်နော်ခေါင်းနဲ့ခင်းပြီးကြက်မိုက်ရယ်နှုတ်ရောက်ရှီရောက်ခွတ်လိုက်တဲ့ကြက်မိုက်နှစ်မျိုးရှိတယ်အဲ့မင်းတို့ဒီခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်တွေကတော့သူလည်းဒီတေကြီးဘယ်လောက်ပါမကင်နဲ့မင်းဒီခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်တွေကသူကကျွေးပြီးမှမိုက်ရဟုတ်လားကြက်ပွဲတစ်ပွဲလုံးကိုမင်းရတယ်သူကချုံးဖို့อ่ะမင်းအချိန်ပြည့်သူကနေကြိုးစားနေတာအဲ့တော့ကြက်မိုက်တွေကင်မယ်ဆိုရင်နှုတ်ရောက်စီရောက်ကြက်မိုက်တွေကင်နော်အဲ့တော့ခေါင်းနဲ့ခင်းပြီးကြက်မိုက်တွေကင်မယ်ဆိုရင်တော့မင်းတို့အချီကျိုးပေါ်လမ်းလျှောက်နေရလို့ပဲအဲ့တော့ဟိုဘက်နေ့ကကြက်ပွဲတစ်ပွဲမှာရစ်တကောင်နဲ့မဲစိမ်းတကောင်နဲ့တိုက်မဲစိမ်းကအရာပေါက်တဲ့ခုံမြင့်နဲ့ကြက်ပေါက်ဟိုကနှစ်မွေးတို့ပတ်လက်ဒီပတ်လက်နေအရာလဲနေနေခုံလဲနေနေအကန့်လဲတူတယ်ဟိုကြက်ကဟိုစောက်ထိုးနီးပါကွာနေဒါပေမဲ့ तू ကကြက်အုပ်နှစ်မွေးတို့ तू ကကိုက်လိုက်လို့ချင်းလေဘင်းမှန်လေဘင်းကျူးဒီပုံစံမျိုးနဲ့တိုက်တာဒါပေမဲ့သူ့ရဲ့ခေါင်းကွက်ကကြက်မိုက်ခေါင်းကွက်ဒီမှာ तू ကခေါင်းကျွေးပြီးမိုက်တဲ့ကြက်မိုက်အဲ့တော့ဟိုကြက်ကိုအပေါ်ရက်ပေါက်ကိုလေဘင်းကိုဖမ်းခေါ်လိုက်လေဘင်းကိုဖမ်းခေါ်တော့လေဘင်းလန်သွားတဲ့အချိန်မှာ तू ကအပေါ်ကြီးပေါက်သွားကြီးတသိန်းတောင်း5သိန်း5တောင်းဒါမျိုးတွေပေါက်ကုန်နောက်ဆုံးတော့အခုတောင်အရင်တော့ကလည်းပြောဘူးလေကြက်တွေကလေကိုခွင့်ထိန်းလို့ရတယ်နော်ဟုတ်လားလေကိုခွင့်ထိန်းလို့ရတယ်ဘိုက်ပေါ်ကိုခွင့်နေတာထိန်းလို့မရတာအော်လေကိုခွင့်ထိန်းလို့ရတယ်ဆိုတော့အခုတော့အောက်ကနည်းနည်းပြန်ပြီးတော့စားထားကြူထားတယ်အဲ့တော့မလို့ကြက်မိုက်ကင်မယ်ဆိုလို့ရှိရင်ခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်တူအိမ်မှာကြက်မတွေကိုနိုင်ခဲ့တဲ့တောင်ကင်ရင်သေးရဆိုလို့ရှိရင်အိမ်မှာကြက်မတွေရှိရမလိုက်မိစေနဲ့လိုက်မိစေမင်းတို့ကအမျိုးတစ်ဖြည်းဖြည်းပွားပြီးတော့တောက်ချောက်စိတ်ဆင်းရဲခြင်းတွေနဲ့ကြုံအောင်ပါပဲနော်အဲ့တော့ကြက်မိုက်နှစ်မျိုးရှိပါတယ်ခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်နော်နှုတ်ရောက်ရှူရောက်ခွတ်တဲ့ကြက်မိုက်နှုတ်ရောက်ရှူရောက်ခွတ်တဲ့ကြက်မိုက်တွေကတော့ဒီကနေ့ကြက်လောကမှာတော်တန်းကိုင်းနေကြတယ်အဲ့တော့ခေါင်းနဲ့ခင်းပြီးကြက်မိုက်တွေရဆိုလို့ရှိရင်အရှိကျိုးကိုလမ်းလျှောက်နေလို့ပဲပွဲစဉ်တစ်ပွဲလုံးကိုကနိုင်နေတယ်နောင်မှနော်အမြဲတမ်းကြိုပါဟုတ်လားဘာဖြစ်လို့လဲဆိုတော့ဒီကြက်မိုက်တွေကအချိန်ပြီးရှုံသွားနိုင်တယ်သူကခေါင်းနဲ့ခင်းပြီးသူများကိုကျွေးပြီးမှမိုက်ရတဲ့အမိုက်ကိုတစ်ချက်မထိတစ်ချက်ထိမှာပဲအတိတက်နဲ့အဲ့လိုခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်ဘလောက်အပေါ်ကြီးရောက်ကြိုထားပါဟုတ်လားမနေ့ကတော့ပွဲစဉ်ဒီလိုပွဲနဲ့ပဲကြုံခဲ့ပြီးသူတော့မရှုံးပါဘူးဟုတ်လားတခြားလူတွေရှုံးကုန်ကြတယ်ကြက်မိုက်ဘလောက်ချီကောင်းခေါင်းနဲ့ခင်းပြီးမိုက်မယ်ဆိုရင်တော့အတိတက်နဲ့တွေ့တစ်ချိန်မှာချိန်မောင်းများစွာဒုက္ခပေးနေဦးမှာပါလို့နော်ဟုတ်လားကဲဒီနေ့ကြက်မိုက်နဲ့ပတ်သက်ပြီးတော့စကားလေးနည်းနည်းပြောခြင်းအဲ့တော့ဒီနေ့ခေတ်မှာရေပန်းစားနေတာကြက်မိုက်တွေကြီးပဲနော်အဲ့တော့ကြက်မိုက်တွေကြီးပဲအဲ့တော့ကြက်မိုက်တွေကိုလူငယ်တွေရောဟိုအရင်စနစ်ဟောလူတွေတောင်မှကြက်မိုက်ကြိုက်တဲ့အနေထားထိဒါရောက်လာတဲ့ခေတ်ရောက်ကြက်လိမ့်မှာဆိုတာလေအမတန်ချားသွားခဲ့ပြီအဲ့တော့ကြက်မိုက်ဆိုတာမင်းတို့နှစ်မျိုးရှိတယ်နော်အဲ့တော့ဥတော်တို့လည်းအခုကြက်မိုက်နားကိုနည်းနည်းကူးရမယ့်အနေထားရောက်လာပြီ။ကောင်းတော့အလိမ္မာတွေကတော်တော်မချိတဲ့လောက်ချားသွားတဲ့အတွက်ကြောင့်အဲ့တော့ကြက်မိုက်နှစ်မျိုးရှိတယ်နော်ကြက်မိုက်ဆိုတာပုံမှန်နဲ့ရိုးပုံမှန်မိုက်တဲ့ကြက်နဲ့ဒုံသွတ်တိုးသွတ်ကြရှီရောက်နှုတ်ရောက်ရှီရောနှုတ်ပေါ်တပါးတည်းခေါ်တဲ့ကြက်မိုက်နဲ့ကြက်မိုက်နှစ်မျိုးရှိတယ်အဲ့တော့မင်းတို့ဘုန်းအဲ့နှစ်မျိုးထဲမှာနော်ပုံမှန်နဲ့ရိုးမိုက်တဲ့ကြက်ကတော့ဒါချုံဖို့ဟာများတယ်နော်ချုံတတ်တယ်အဲ့တော့ကြက်မိုက်ကင်မယ်ဆိုရင်ဟလာနှုတ်ပြီးရှီရောက်ဒုံခွတ်တဲ့ကြက်မျိုးဒါမလို့ကင်ရမယ်လို့ဆိုလိုတာအဲ့တော့နောက်ဒီကြက်မိုက်မှာဘယ်လိုလဲကြက်မိုက်ကအကြာကြီးခွတ်တဲ့ကြက်မိုက်နောက်တစ်ခါနော်အကြာကြီးခွတ်တဲ့ကြက်မိုက်ခ
နာလေးခွတ်တဲ့ကြက်မိုက်နှစ်ခုရှိတယ်မင်းအဲ့ဒီကြက်တကောင်ကအခုပထမတစ်ဝိုင်းမှာကြက်မိုက်တကောင်ကိုကကင်ထားပြီပထမတစ်ဝိုင်းမှာကြက်တိုက်လိုက်အောင်တိုက်တဲ့ခါကျတော့ဒီကောင်အမိုက်မိုက်ချင်းတွေ့တယ်တနားကြီးနဲ့လည်းမပြီးဘူးတနားခွင်းနဲ့လည်းမပြီးဘူးအေးအဲ့ကောင်ဒါပေမဲ့လို့သူနိုင်ခဲ့ပြီအေးအဲ့ဒါပထမတစ်ပွဲတတိထားနောက်တစ်ပွဲမှာလေသူတနားကြီးကြော်တယ်တနားကြီးခွဲကြော်တယ်2နာရီလောက်ကြာတယ်သူနိုင်ခဲ့ပြီဒါပေမဲ့အဲ့ကြက်မိုက်ကိုတတိထားတော့နော်အဲ့ကြက်မိုက်ကကိုယ့်အိထဲငွေနှုတ်တော့မှာဟုတ်လားကြက်မိုက်ဆိုတာတကယ်ကောင်းလို့ရှိရင်ခဏလေးပဲခေါ်တာမိနစ်50ဒါဒီ40တချို့ဆိုရင်နိုင်ဝက်လောက်တွေနေတင်ပြီးရဲ့အဲ့တော့မင်းတို့တွေကြက်မိုက်တွေကင်မယ်ဆိုရင်ပုံမှန်တန်းကြက်မိုက်တွေအသွာလာပုံမှန်တိုင်မယ်မှန်နေတဲ့ကြက်မိုက်တွေဒါတွေမကင်နဲ့ညောနောက်ကြက်ပွဲတစ်ပွဲမှာအကြာကြီးခုပြီးမှနိုင်တဲ့ကြက်ကိုမကင်နဲ့အကြာကြီးခုပြီးမှနိုင်တဲ့ကြက်မိုက်ဟာမင်းတို့ဒုက္ခပေးမှအိတ်ကထဲကငွေကိုနှုတ်မှာဘာဖြစ်လို့လဲဆိုတော့ဒီကောင်အကြာကြီးခွတ်ထားတဲ့အတွက်ကြောင့်မဟုတ်ဘူးသူဟာတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်လိုက်တဲ့အချိန်မှာသူ့အသားတွေကမာတောင်တူးကြောက်ကိုမာကုန်အဲ့ဒီမာတယ်ဆိုတာလေမင်းတို့ရိုးမဟုတ်ဘူးနော်အဲ့ဒါဒန်းတပွဲအနေနဲ့နှစ်ပွဲပေါင်းလာပြီဟိုဘက်ကိုအဲ့ကြက်မိုက်ကြာထားပြီဆိုဒါဆက်မကင်တော့နဲ့မတိုက်တော့နဲ့ဟာခင်ဗျာဆရာကြီးလှုပ်လုံးဖြစ်ဦးမယ်မဟုတ်ဘူးဆရာကြီးလှုပ်လုံးကမဟုတ်ဘူးခင်ဗျားတို့ကြက်မိုက်ကကြာရင်ကောင်းဖို့မကောင်းတာအဲ့ဒါတော်တော်စုံလို့ကြက်မိုက်ကြာတာကြက်မိုက်တကယ်ကောင်းလို့ခဏလေးနဲ့ပြီးတာအဲ့တော့ကြာတဲ့ကြက်မိုက်တွေကိုမကင်ဘူးဟာကဲကြက်သမားပေါ့သားကြီးဥတော်တော့ဒီနေ့မင်းတို့လမ်းလေးနည်းနည်းဖွင့်ပေးလိုက်ပြီဟဲ့လားကြက်မိုက်ကင်ရင်လည်းဆိုရင်ဒုံမိုက်ကိုကင်ဟဲ့လားခဏလေးပြီးတဲ့ကြက်မိုက်ကိုပဲကင်ဟဲ့လားတနားကြီးခွဲလောက်ရှိတဲ့ကြက်မိုက်ကိုသွားကင်နော်သူဟာတပွဲစားနှစ်ပွဲစားနိုင်ပြီနောက်သုံးပွဲစားမှာခံလာရတဲ့ဓာန်တွေပေါင်းပြီးတော့အဲ့ကြက်မိုက်တွေကခြုံတတ်ပါတယ်လို့ဥတော်ဒီနေ့ရားနေနော်ပညာဗဟုသုတလေးတစ်ခုပေးလိုက်ဥတော်ဖရန့်ထဲမှာဥတော်အုပ်စုထဲမှာပေါ့ကြက်မိုက်ကင်တဲ့လူတွေကဒီခေတ်ထဲမှာတအားများနေတဲ့အတွက်ကြောင့်ဥတော်ကြီးတားလို့တော့ကြက်မိုက်ပဲကြိုက်တယ်ကြက်မိုက်ကင်ကျင်တယ်ကင်လို့မရဘူးလားကင်လို့ရတယ်ကြက်မိုက်တကောင်ဟာနော်ကြက်မိုက်တကောင်ဟာနံပါတ်1ကြက်သက်ကောင်းရမယ်နော်ကြက်သက်ကောင်းရမယ်ကြက်သက်ကောင်းရမယ်နံပါတ်2ခန္ဓာရှင်အပြည့်ဝရှိရမယ်နော်ခန္ဓာရှင်အပြည့်ဝဟုတ်လားကြက်တဲ့ကောင်မာတူးတစ်ပိတ်နေတဲ့အနေထားမျိုးဆိုလေဒါပိုကောင်းတာပေါ့နော်အဲ့တော့ तू ဟာနံပါတ်1အရေးကြီးဆုံးကတော့ကြက်မိုက်ကခန္ဓာရှင်ဒီကကောင်းရမယ်ကိုနှုတ်သီးကန်းရလို့ရှိရင်ပြီးရမယ်ဒီမျိုးအဲ့ဒါမျိုးဆိုရင်တော့တဘာသာကောင်းကောင်းပါတဲ့အတွက်ကြောင့်မင်းတို့ကြက်မိုက်တွေကိုတိုက်လို့ရတယ်အဲ့တော့နှုတ်သီးကန်းရောက်တော့လေမပူဘိုးရင်တော့လဲမိုက်နေတယ်ဒါဆိုရင်တော့မင်းတို့ဒီကြက်မိုက်တွေကင်လို့မရဘူးဟုတ်လားနှုတ်သီးကန်းလဲမပူဘူးကွာကြက်မိုက်ကိုက်ခွတ်တော့လဲမရဘူးမပြီးတော့ဘူးဆိုတော့မင်းတို့ဒီကြက်မိုက်မျိုးတော့မကင်နဲ့ပေါ့နော်အ ਨੇ ဆုံးတော့ဥတောင်တော့ကြက်မိုက်တွေနှုတ်သီးရွာပြီးရှိချွတ်ပေါင်းတဲ့ဟာလေးဒီလောက်လေးဆိုရင်ပို့ပြီးတော့ပို့ပြီးတော့ကောင်းတယ်မင်းတို့အတွက်နော်အဲ့တော့နှုတ်သီးကန်းရလို့မှရှိမပြီးရင်တော့မင်းတို့ကြက်မိုက်တွေကိုမကင်နဲ့အဲ့တော့ကြက်မိုက်တကောင်ကင်ပြီးပြီကြက်မိုက်တကောင်ကင်ပြီးပြီဘယ်လိုကြက်ဆက်မလဲအဲ့တော့ကြက်ဆက်မလဲဆိုလို့ကြက်မိုက်တကောင်ကင်ထားပြီးဆိုအဲ့တော့မင်းကြက်မိုက်တွေကမာတူးညောင်ပုတ်တယ်ဆိုတဲ့ကိစ္စအဲ့မာတူးညောင်ပုတ်တယ်ဆိုတဲ့ကိစ္စမိုင်းအလွတ်ကျုံမာသွားအလွတ်ကျုံဖြစ်သွားအောင်မပုတ်ပြနဲ့နော်အလွတ်ကျုံဖြစ်သွားအောင်ပုတ်သွားလို့ရှိရင်မာတာနှစ်မျိုးရှိတယ်နော်မာတာနှစ်မျိုးရှိတယ်အရေးမာတာအသားမာတာနှစ်မျိုးရှိတယ်ဟဲ့လားအဲ့တော့မင်းတို့ကြက်တွေအဓိကကတော့အရေးမာအောင်ကြက်ရိုးကြက်တဲ့ရအောင်ဒါဆိုရင်တော့ပိုကောင်းတယ်ဟဲ့လားအသားမာတယ်ဆိုတာကြည်ပြီးမာနေတဲ့အမာနဲ့အရေးပြားမာတာနဲ့ကြွားတယ်အရေးပြားမာတဲ့ကြက်ကပိုပြီးလက်ဆက်တယ်ကိုအားချီတွဲအားပိုကောင်းတယ်အဲ့တော့မင်းတို့ကြက်မိုက်တွေကိုကင်မယ်ဆိုလို့ရှိရင်နည်းနည်းဖြီချွားတတ်တဲ့ကြက်လေးလောက်တုတ်ဒီကန်းတွေ့ရင်ပြီးတဲ့ကြက်လေးဒီလောက်တော့ကင်ဟဲ့လားအဲ့တော့ကြက်မိုက်တကောင်အနေနဲ့ဟိုဘက်ကြက်ကိုဘယ်လိုစက်မလဲဆိုလို့ရှိရင်ဟဲ့လားကြက်လေဦးကင်းသေးတဲ့ကြက်တို့ဒီမှာခေါင်းဦးကင်းပေါ့ဒီမှာခေါင်းဦးကင်းနောက်မှာဇောင်းမှာဟုတ်လားမာကင်ပါတဲ့ကြက်တို့ဟုတ်လားဒီခေတ်မှာတော့လဘမ်းမလုံးရတဲ့ကြက်တိတ်မရှိဘူးအဲ့တော့ဒီလိုဦးကင်းသေးထားပြီးတော့ဟုတ်လားဒီမှာမွေးတောင်မပြုတ်ဖဲနဲ့ဒီမှာမာကင်သဘောမျိုးကြီးပါတယ်နော်ဒီပေါင်မွေးတွေပါတိတ်မကျွတ်ဘူးနော်ဒါမျိုးဆိုရင်တော့ဒါအဲ့ကြက်တွေကလဘမ်းလုံးမဲ့ကြက်တွေနော်အဲ့တော့အဲ့ကြက်မျိုးတွေကိုလိုက်တိုက်နော်အဲ့တော့မာတဲ့ဥစ္စာတော့မှကြည်တဲ့အမာကိုမလိုချင်ဘူးဟုတ်လားအရေးထူပြီးမာတဲ့အမာမျိုးကပို့ပြီးကောင်းတယ်နော်အဲ့တော့ကြက်မိုက်တကောင်ကင်လို့မရဘူးလားကင်လို့ရပါတယ်နော်ကြက်
အမိုက်ကကိုကနှုတ်တီးကန်းရမှဟိုကောင်းတဲ့ကြက်ဆိုရင်အဲ့လိုခုနကြက်မျိုးကိုခြာတိုက်လိုက်ရင်ကိုကောင်းတယ်ဒါတော့မှဥတော်ဒီနေ့ဒါဘွိုင်ကာမနဲ့ဥတော်ရဲ့ကိုဝိုင်းခိုင်းထားတာတကောင်တစ်ချက်ကြီးရဲ့သားနော်ဒါဒီနေ့မနေ့မှအခုကသွားပြီးတော့ဟုတ်ရက်ချက်စိတ်ုံကသွားဖမ်းလာတပိတ်တာ30လောက်ရှိမှာဟိုမှာ6တော့ကြီးလေကြီးကြီး6ကြီးလေကြီးဒါဘွိုင်ကာမအနေနဲ့ပေါက်တာအဲ့တော့ကြက်မိုက်ကင်မဲ့ဆိုလို့ရှိရင်မင်းတို့အဲ့လိုမျိုးလေးတွေဖြစ်အောင်ကင်ဟဟလားဟိုကိုနှုတ်တီးကန်းရလို့မပြီးတဲ့ကြက်မျိုးတော့လုံးဝမကင်နဲ့ဟဟလား